င်းမောပြက်ကတစ်တွေနဲ့စောက်ထားတဲ့အင်ကြီးလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်1962ခုနှစ်လောက်ကပေါ့ကျွန်တော်တို့ဇနီးမောင်နှံမိဘတွေရဲ့အင်ကြီးရခိုင်တွေကိုစွန့်ခွာပြီးလွတ်လွတ်လပ်လပ်နေထိုင်မှုအတွက်အိမ်ငှားရှာခဲ့ကြပါတယ်ကံကောင်းထောက်မစွာနဲ့ပဲအိမ်ပွဲစားတစ်ဆင့်အရန်တန်တဲ့အင်ကြီးတစ်လုံးကိုရှာတွေ့ခဲ့ကြတယ်ပေ40-60မြေကွက်ပေါ်မှာအပြည့်ဆောက်ထားတဲ့ပြင်အောင်အင်ကြီးဖြစ်တဲ့အပြင်စပေါ်ပေးစရာမလိုပဲတလောက်ကိုအိမ်လက်က9ချက်ထင်းနဲ့ငှားရတာပါညခါစားဇနီးမောင်နဲ့နှစ်ဦးအတွက်တော့အင်ကြီးကကျဲဝန်းလုံးပြီးဖျားမာတာပဲလို့ထင်ခဲ့ပါသေးတယ်ဒါပေမဲ့ဒီလောက်တန်နေတဲ့အင်ကြီးရဲ့နောက်ွယ်မှာဘလို့ကြောက်မက်ဖွယ်ရတွေရှိနေမလဲဆိုတာတော့အဲ့ဒီအထင်ကကျွန်တော်တို့လုံးဝမရိပ်မိခဲ့ကြပါဘူးအစပိုင်းမှာတော့အဲ့ဒီအင်ကြီးကကျွန်တော်တို့ဇနီးမောင်နဲ့အတွက်တမန်နေအိမ်တစ်လုံးထပ်မပူခဲ့ပါဘူးဒါပေမဲ့အချိန်ကြာလာတဲ့မျှဒီအိမ်ရဲ့နေရန်တွေကြားမှာတခုခုတော့မှားယွင်းနေပြီဆိုတာကိုကျွန်တော်တို့စတင်သတိပြုမိလာခဲ့တယ်လောက်တာတဲ့ညတညပေါ်ဝရဏမှာဇနီးမောင်နဲ့ဦးစကားစမြည်ပြောနေတော့မှာပဲအဲ့ခန်းထဲကနေဂျလိဂျလိဂျစ်ဂျစ်ဂျွီးဆိုတဲ့ဘိန်းလိန်တန်ကြီးကိုအတိုင်းသာကြားလိုက်ရတယ်အထဲမှာရှိနေတဲ့ဘိန်းပါတဲ့တန်တစ်တာကြီးကိုတရရုပ်ကအားနဲ့ဆွဲသွားတယ်လို့ပါပဲကျွန်တော်လည်းတခိုးဝင်ပြီးအထင်နဲ့တစ်သားတို့ကိုကြစ်ကြစ်ပအောင်စုပ်ပြီးတအိမ်လုံးကိုစစ်ဆေးခဲ့ပေမဲ့ဘာမှရှိမနေခဲ့ဘူးအဲ့ခန်းထဲပြန်ဝင်ကြည့်တဲ့အခါမှာတော့တန်တစ်တာကြီးကအရှင်ထားထားတဲ့နေရာမှာပဲနှမ်းတစ်စိမ့်စာတော့မရွေ့ပဲမုတ်တုကြီးရှိနေတာကိုတွေ့လိုက်ရတဲ့အခါကြောတယ်စိတ်ကနေဖြစ်သွားရပါတယ်နောက်ထပ်ထူးဆန်းတဲ့ဖြစ်ရတစ်ခုကတော့ညစာအတွက်ချက်ထားတဲ့ကြက်သားဟင်းအိုးပါအဲ့ဒီညအပြင်မှာထွက်စားပြစ်လို့ဟင်းအိုးကိုလုံးဝမတို့မထိရသေးပါဘူးအဲ့ဟာဝင်ကန်ဒီမှာပဲမီးဖိုချောင်နဲ့ဘုံကနေမိတိုင်းကြားလိုက်ရတယ်ပြေးကြည့်လိုက်တော့ဟင်းအိုးကကျမ်းပြင်ပေါ်မှာတတရက်လေးပြုတ်ကျနေတာအံ့ဩစရာကောင်းတာဟင်းအိုးအဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါအသားတွေတစ်ခုမှမရှိတော့ပဲတရရောက်စားပြီးပြန်ထည့်ထားသလိုမျိုးအယိုးတွေကြီးကြံနေခဲ့တာပါပဲဒီလိုနဲ့ဇနီးတဲ့ကိုဝင်ရင်လာတဲ့အချိန်မှာအဖော်ရအောင်လို့ဆိုပြီးအခက်အခဲဖြစ်နေတဲ့တငယ်ချင်းလက်မယားကိုခေါ်ထားခဲ့တယ်။ဒါပေမဲ့မကြပါဘူး။သူတို့လည်းကြောက်လန့်တကြားနဲ့ထွက်သွားကြတော့တာပဲ။ကျေးဇူးတော်တင်ပါတယ်အကိုရ။ဒါပေမဲ့ကျွန်တော်မိမအကိုမိမလို့တတိမကောင်းဘူးဗျ။နှုတ်ဆက်ပြီးပြေးကြတော့တာပါပဲ။နောက်ဆုံးတော့ရောက်ခမဖြစ်သူလူရွတ်ကြီးကိုယ်တိုင်အဖော်လာလုပ်ပေးရပါတယ်။တရဲနဲ့နှပန်းလုံးမှုတယ်ဆိုတဲ့အဖေကြီးတောင်မှဒီအိမ်ရဲ့မူမမှန်မှုကိုသိလာတဲ့အခါဟဲ့ကောင်းလေမင်းတို့ရှုံးစီကိုမရောက်သေးနဲ့ဒီအိမ်ကမဟုတ်တော့မတ်သမီးတို့မှစိတ်ပူလေချက်ချင်းပြောင်းလိုက်တော့ဆိုပြီးရာဇသံပေးလာပါတော့တယ်ကျွန်တော်ကတော့လူငယ်ပြပြပရိတ်ပထန်းတွေရွတ်ပြီးထိန်းကြည့်ဖို့စူးစမ်းခဲ့ပါသေးတယ်ညဘက်မှာ24ပစ္စည်းကိုစရွတ်လိုက်တာနဲ့ဟေတုပစ္စည်းရောအညမညပစ္စည်းရောလို့ဆိုရုံရှိသေးတအိမ်လုံးဟိန်းသွားအောင်တောက်ခွနဲ့တောက်ခုတ်တိုင်းထွက်လာပါတယ်အဲ့ဒီအတန်ကျွန်တော်ရဲ့ကြောပြင်တွန့်သွားစေုံမကပဲစက်သိန်းတွေပါဖြန်းကနေထသွားစေခဲ့ပါတယ်မပြောင်းရင်နောက်ဆုံးညမှာတော့အရက်လေးနည်းနည်းမော့ထားတဲ့သွေးကြောမှုနဲ့ကျွန်တော်စိန်ခေါ်လိုက်မိတယ်ကဲမနှက်ချတော့ငါတို့တောင်းမီမင်းတို့60တော့60ချတော့ပြောလိုက်တာနဲ့တပြိုင်နက်အိမ်ခေါင်မိုးပေါ်အုတ်ခဲကျိုးတွေအုံမိုးခွက်တွေကျွဲခေါ်သီးခွန်တွေဘလူပြောင်ဝုံဝုံတိုင်တိုင်ကျလာပါတော့တယ်အိန္ဒိယတွေကိုလည်းတောက်နဲ့ပတ်ခောက်ပြီးအပီအပြင်ကိုနှုတ်ဆက်လိုက်ကြတာပါကျွန်တော်တို့ပြောင်းရွှေ့ပြီးမှသိလိုက်ရတာဒီအိမ်မှာကျွန်တော်တို့9လကြာအောင်နေနိုင်ခဲ့တာပဲပတ်ဝန်းကျင်ကအံ့ဩနေကြတယ်ဆိုတာပါပဲအရှင်လူတွေဆိုရင်တပတ်တောင်မခံကြဘူးတဲ့လေအเจ้าရင်းကတော့ဒီအိမ်ကိုစောက်ထားတဲ့တစ်တွေနဲ့တွတ်တွေကလူပေါင်းများစွာနှစ်သေးခဲ့တဲ့သင်းမောပြက်တစီရရတဲ့ပစ္စည်းတွေဖြစ်နေလို့ပါပဲအဲ့ဒီသင်းမောနဲ့အတူနစ်မြုပ်ခဲ့တဲ့ဝိညာဉ်တွေကအိမ်ကြီးမှာအတူတူနေထိုင်နေကြတာများလား